ချိန်9နှစ်လောက်ကိုဝန်ထမ်းဘဝမှာဖြစ်စေကိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှကိုဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပဲဖြစ်စေပေါ့ဗျာလူတစ်ယောက်ကနေပယ်တစ်ခုမှာအချိန်9နှစ်ကနေ9နှစ်ပေးပြီးပြီဆိုရင်ဒါလုံလောက်တဲ့အတွေ့အကြုံဖြစ်တယ်အဲ့ဒီလုံလောက်တဲ့အတွေ့အကြုံတွေကိုမှရရှိခဲ့ပြီကိုကဘာမှမပြောင်းလဲသေးဘူးဆိုရင်ကိုပြန်လဲဆန်းစစ်ဖို့လို့ကျွန်တော်ကအချိန်6နှစ်9နှစ်လောက်မှကိုကောင်းကောင်းပြန်လဲဆန်းစစ်မိတာတော့ထိုင်းမှာကျွန်တော်330ပဲရတဲ့အလုပ်တွေအများကြီးလုပ်ခဲ့မှုတယ်အချိန်6နှစ်9နှစ်ထိနော်ဘာမှမပြောင်းလဲဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာငါတခုခုဆုံးဖြတ်ချက်ချဖို့လိုပြီးတခုခုပြန်လဲဆန်းစစ်ဖို့လိုပြီးတခုခုတော့မှားနေပြီဆိုတော့ကျွန်တော်သိလိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ပတ်စံရှာတဲ့နီလန်းတွေကိုစတင်ကိုစိတ်ဝင်စားလာတယ်ကိုကဘာနဲ့ကြိုက်နေတာလဲကိုပြန်ပြီးရှာဖွေရတယ်အဲ့ဒီခါကျမှနော်ကိုကဘယ်လိုຢာတွေကိုကြိုက်နေတတ်တာလဲဆိုတာတွေကိုကျွန်တော်တို့ပြန်ပြီးတော့အစပြန်လေ့လာရတယ်အဲ့တော့မိတ်ဆွေအနေနဲ့လေဒီ9နှစ်ကနေ9နှစ်အတွင်းမှာဘာမှမပြောင်းလဲသေးဘူးဆိုရင်ကိုပြန်လဲဆန်းစစ်ပါကိုကဘာတွေကြိုက်တတ်လဲကိုဘာတွေကိုစိတ်ဝင်စားလဲကိုဘယ်လိုဆုံးဖြတ်ချက်တွေရှသင့်လဲဆိုတာကိုကျွန်တော်တို့ကိုအာယုံစိုက်ခြင်းအားဖြင့်သိရှိနိုင်ပါတယ်အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်